လူတွေမှာချစ်ချင်းမုန်းချင်းဆိုတာရှိတယ်ချစ်ရင်ချစ်မယ်မချစ်ရင်မုန်းမယ်ချစ်ချင်းမုန်းချင်းဆိုတာအစွန်းနှစ်ခုပဲစိတ်ဓာတ်မှာ balance မဖြစ်လို့အစွန်းနှစ်ခုရောက်နေတဲ့စိတ်ဓာတ်အဲ့ဒီအစွန်းထွက်နေတဲ့စိတ်ဓာတ်ကလွတ်မြောက်ချင်လို့ရှိရင်ဘာလုပ်ရမလဲဆိုရင်ဥပိ္ပခပွားနိုင်ရမယ်ဥပိ္ပခဆိုတာဘယ်လိုပွားတာလဲတဗ္ဗေတတ္တာကမ္မတကအေးတတ္တဝါဆိုတာသူကံနဲ့သူလာတာစဉ်းစားပြီးတော့ချစ်ချင်းကိုလည်းရှော့မယ်မုန်းချင်းကိုလည်းရှော့ချစ်ချင်းမုန်းချင်းထိုနှမျိုးလုံးမပါဘဲနဲ့တည်ငြိမ်တဲ့သဘာဝတရားတစ်ခုကိုဥပိ္ပခလို့ခေါ်တယ်အေးဒီကနေ့အရာထဲမှာတော့ဥပိ္ပခဆိုတာကိုမတဲ့လို့မခေါ်တဲ့ပုဂ္ဂိုလ်ဥပိ္ပခလို့ဥပိ္ပခရှုတယ်လို့ပြောနေကြတယ်အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဥပိ္ပခကအလွန်မွန်မြတ်တယ်ချစ်ချင်းမုန်းချင်းဆိုတဲ့အစွန်းဘက်ကိုမရှိစေဘဲနဲ့တိမှတ်တည်ငြိမ်တဲ့သဘောထားဒါကြောင့်လို့ equanimity လို့အင်္ဂလိပ်လိုပြန် equanimity ဆိုတာစိတ်ရဲ့တည်ငြိမ်မှုအဲ့ဒီတည်ငြိမ်မှုကစိတ်မတည်ငြိမ်တဲ့ emotion လို့ဆိုတဲ့ရာဂတို့ဒေါသတို့ရဲ့ထွက်ပေါက်ပဲရာဂရဲ့ထွက်ပေါက်ဒါကြောင့်မို့မြတ်စွာဘုရားကဥပိ္ပခဆိုတဲ့စေတောဝိမု ക്തി ဟာရာဂရဲ့ထွက်ပေါက်ပါဟောဒီလိုဟောထားတာရှိဒါကြောင့်မို့အဲ့ဒါကိုလည်းပဲလေ့ကျင့်ပွားများခြင်းဖြင့်မိမိတို့ရဲ့မှန်ကန်တဲ့ထွက်ပေါက်တစ်ခုကိုရရှိနိုင်တာဖြစ်တယ်နောက်တစ်ခုကတော့ဝိပဿနာကျင့်စဉ်နဲ့ပတ်သက်လာတယ်ဘုန်းကြီးတို့တွေမှာအရာခတ်သိမ်းကိုကြည့်လိုက်တာနဲ့တပြိုင်နက်ကိုယ်ပဲဖြစ်စေကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပဲဖြစ်စေနိစ္စထာဝရလို့ထင်နေကြရဲတယ်ဆိုတဲ့အတွေးကြီးတွေရှိနေကြဝိပဿနာတရားကိုချင်းချင်ကြိုးကိုအားထုတ်လိုက်ပြီဆိုလို့ရှိရင်စက္ကန့်မလတ်ပြောင်းလဲနေတဲ့သဘောတရားတွေပြောင်းလဲပျက်စီးနေတဲ့အရာတွေကိုတွေ့မြင်လာပြီဆိုလို့ရှိရင်ခုနမြဲတယ်ဆိုတဲ့အတွေးတွေကိုလျှော့ချနိုင်သွားတယ်ပေါ့အဲ့ဒီမြဲတယ်ဆိုတဲ့ဟာကိုနေဆနမိတ်မြဲတယ်လို့ယူဆနိုင်တဲ့အရေးအယောင်ဟာတခုမှမရှိဘူးဝိပဿနာဉာဏ်ရင့်တန်လာတဲ့ဘလဝဝိပဿနာအားကောင်းတဲ့ဝိပဿနာတရားတစ်ခုဟာခုနတုန်းကမြဲတယ်လို့ထင်တဲ့အရေးအယောင်တွေကိုထင်မြင်ယူဆနေတဲ့စိတ်ရဲ့ထွက်ပေါက်တစ်ခုပဲဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်မြဲတယ်ဆိုတဲ့အရေးအယောင်တွေကိုဖယ်ရှားပြစ်နိုင်ပြီးတော့စင်ထာဝရမမြဲဘူးဆိုတဲ့အမှန်အကန်ကိုမြင်လာနိုင်ပါတယ်ဒါကအလွန်အဆင့်မြင့်တဲ့ထွက်ပေါက်တစ်ခုပါအဲ့ဒီထွက်ပေါက်ရထားပြီဆိုလို့ရှိရင်တောကဆိုတာနည်းသွားမယ်တွေ့တာမှုတွေဆိုတာလျှော့ချနိုင်လာမယ်ဒီလိုနောက်ဆုံးထွက်ပေါက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ငါဆိုတဲ့မာနပဲလောကမှာဒီမာနဆိုတာလေးကကျမ်းနေတယ်မာနဆိုတာကိုယ့်ရဲ့အည်အသွေးပေါ်မှာအခြေစိုက်ထားပြီးတော့ဖြစ်ပေါ်နေတဲ့သဘောတရားတစ်ခုကိုယ့်ရဲ့အည်အချင်းကိုအခြေစိုက်ပြီးတော့ဖြစ်ပေါ်ထားတာဒါကိုစာပေကအတ္တမိမာနလို့ပြောတယ်မာနဆိုတာဟာသူများတဲ့ตาတယ်လို့ပြောမှမာနမဟုတ်ဘူးကိုယ်စိတ်ထဲမှာကိုဟာကဆိုပါစို့လူတွေမှာဖြစ်တတ်တယ်လေဆိုပါစို့အဘိဓမ္မာတရားဟောလို့ရှင်ငါနားမလည်ပါဘူးကွာနားလိုက်နိုင်မှာမဟုတ်ပါဘူးတို့နဲ့မမှီပါဘူးလို့အဲ့ဒါလို့တွေးတာလဲမာနပဲနှိမ့်ချတဲ့မာနပဲခေဒါလေးကတော့ငါအတွက်လွယ်လွယ်လေးပဲလို့သွားတွေးလို့ရှင်လေဒါလည်းသူ့အရေးချင်းပေါ်တွေးတာဖြစ်တဲ့အတွက်ကြောင့်ဒါလည်းမာနပဲအဲ့ဒီလိုမာနမျိုးတွေဟာတရားဓုတရားမြတ်ရဖို့ရအတွက်ကြတော့အဟံတာတစ်ခုဖြစ်တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီအဟံတာဆိုတဲ့ကိုယ့်ရဲ့အည်ချင်းပေါ်မှာအားကိုးပြီးတော့ဖြစ်ပေါ်နေတဲ့အထင်တွေကိုပျောက်သွားဖို့ရအတွက်ကတော့ခုနဝိပဿနာကျင့်စဉ်ကျင့်ပြီးနောက်ဆုံးယဟန္တာပုဂ္ဂိုလ်ဘဝရောက်သွားလို့အရတ္တမေအရတ္တဖို့ရသွားပြီဆိုလို့ရှိရင်တော့ခုနကပြောတဲ့ကိုယ့်ရဲ့အည်အသွေးပေါ်မှာအထင်ရောက်တဲ့မာနတရားဟာလုံးဝရှင်းသွားပါလိမ့်မယ်အဲ့ဒါကမာနတရားရဲ့ထွက်ပေါက်ပါ